င်္ဂလာပါရှင်ဒီဆက်ဖြိုးပါအခု G4 သင်္ချာနံပါတ်3เนาะနေ့ရထောင်ပြီးကိန်းကိုခက်မှန်တဲ့ခါမှာ1000ရမယ်အငယ်ဆုံးပြီးကိန်းနဲ့အကြီးဆုံးပြီးကိန်းကိုရှာပါဆို1000ဆိုအငယ်ဆုံးဆိုသူ့ထက်ငယ်တဲ့2000နဲ့1000ရဲ့ကြားမှာကိန်းတစ်ခုခုဖြစ်ရမယ်ငယ်ဆုံးအကြီးဆုံးဆို1000နဲ့4000ရဲ့ကြားမှာကိန်းတစ်ခုခုဖြစ်ရမယ်အားဆိုအငယ်ဆုံးရှာတဲ့ခါမှာဆိုရင်2000နဲ့1000ကြားမှာ2000နဲ့1000ကြားမှာဆိုရင်နေရထောင်ပြီးကိန်းဆိုရင်ထောင်ဆိုရင်ထောင်ကိုမွေးရာကိုချီအဲ့ဆိုရာရဲ့နေရာမှာဆိုဘာဖြစ်နိုင်ဆို9 6 9 8ကို9 6 9 8ကိုဖြစ်မှ1000ရပါဖြစ်ဆိုတော့2500 2600အဲ့ဆိုရင်ထောင်ကိုမွေးရာကိုချီရာ9ဆိုရင်9ဆိုတက်တိုးလိုက်တော့2တက်တိုးလိုက်တော့1000ဒါကြောင့်ဒီကောင်ပဲ6တက်တိုးလိုက်တော့1000ခုနှစ်တက်တိုးလိုက်တော့1000 8တက်တိုး1000 9တက်တိုး1000ဟာတော့အဲ့ဆိုရင်ပြီးနောက်တစ်ခုအကြီးဆုံးပြည့်ကြတဲ့ထုံးကြီးလကောင်ပဲ1000နဲ့4000ကြားအဲဆိုရာနေရပါပြင်းနိုင်ဆိုတော့3ရရဲ့1ရဲ့2ရဲ့3ရဲ့4ရဲ့1000နဲ့100 1000ပြီးရင်1000နဲ့100ဆိုရင်တိုးဆက်မလို့ဘူး200တိုးဆက်မလို့ဘူးရာနေရမှာ1000တိုးဆက်မလို့ရာနေရမှာ4တိုးဆက်မလို့ဘူးเนาะအဲဆိုရင်တာတို့မျိုးဒီလိုမျိုးရေးလိုက်ပြီဆိုရင်အငယ်ဆုံးပြည့်ကြကိုရှာမယ်အငယ်ဆုံးဆို2500တူတန်းငယ်တာမရှိတော့ဘူးเนาะအကြီးဆုံးဆိုရင်ဒီမှာဆိုရင်1000နဲ့400 1000နဲ့400ကိုစမတို့အကြီးဆုံးဆို1400လို့ရေးလို့မရတော့ဘူး1400 9စနဲ့9မှာအကြီးဆုံးအပြည့်ကိန်းဖြစ်တယ်1499ဘာဖြစ်လို့လဲဆိုတော့1499ကိုနေရထောင်ပြီးကိန်းတို့ခတ်မှန်းနေမှာဆိုရင်ထောင်ကိုမေးရင်ရာကိုကြည်ရာက400ဆိုတိုးဆက်မလို့ဘူးเนาะ400ဆိုတိုးဆက်မလို့ဘူးဆိုရင်1499ကိုနေရထောင်ပြီးကိန်းတို့ယူမယ်ဆိုရင်1000ပဲဖြစ်အဲဆိုရင်သူရဲ့အကြီးဆုံးဆို1499ရေးရမယ်အငယ်ဆုံးဆို2500